ကိုချင်းစာတရားတွေတိတ်ပြီးတော့ခေါင်းပါလာပြီဆိုရင်သူတစ်ပါးကိုရိုက်မယ်နှက်မယ်ထုမယ်ထောင်းမယ်ဆိုပြီးတော့ကိုနာခြင်းအောင်တော်၎င်းစိတ်နာခြင်းအောင်တော်၎င်းလှုပ်ဖို့အတွက်ဝန်မလေးကြတော့ဘူးတစ်ဖက်လူကိုအရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လည်းပဲကြံစီမိတတ်ကြတယ်ဒါဟာဒေါသရဲ့အပြစ်တွေလည်းပါပါတယ်ကိုချင်းစာတရားဟာမေတ္တာတရားပေါ်မှာအခြေခံတယ်သူနေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ကလေးမထားနိုင်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုပျက်စီးဖို့အတွက်အရှာတကွဲအကျိုးနဲ့ဖြစ်ဖို့အတွက်ကိုကြံစီမိတတ်ကြတယ်ပြုလုပ်မိတတ်ကြတယ်အတ္တတွေတိတ်ကြီးနေတဲ့ပတ်ဝန်းကျင်မှာကိုချင်းစာတရားဆိုတာမထွန်းကားနိုင်ဘူးအတ္တတွေတိတ်ကြီးနေတဲ့အတ္တဆွဲတွေတိတ်များနေတဲ့ပုဂ္ဂိုလ်ဟာကိုချင်းစာတရားဆိုတာကိုနားလည်နိုင်ဖို့လည်းပဲမကြိုးစားခြင်းဘူးတဲ့ငါသာမှန်တယ်ငါရဲ့အကျိုးစီးပွားကိုပျက်စီးအောင်လုပ်တဲ့လူမှန်သမျှကိုအားလုံးကိုချိန်မုံပြရမယ်ဆိုတဲ့ငါဆွဲတွေတိတ်ဆွဲလာတဲ့ပုဂ္ဂိုလ်ရဲ့ရှင်တဲ့နှလုံးသားထဲမှာကိုချင်းစာတရားတွေပျောက်ဆုံးတတ်တယ်ကိုချင်းစာတရားတွေပျောက်ဆုံးတတ်တယ်လူလောကဆိုတာခဏတာတို့တွေအလေလာကြတာဖြစ်တယ်တူပေါ်မှာတူဟာမေတ္တာစိတ်ကလေးတွေနဲ့သူနေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ကလေးတွေထားနိုင်အောင်ကြိုးစားကြရမယ်ကိုဟာဘလောက်ပဲစီးစိမ်ဥစ္စာတွေရှိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုဟာဘလောက်ပဲယာထုအာနာပါဝါတွေပဲကြီးကြီးတဲ့တစ်ချိန်ရောက်ရင်အားလုံးတို့တွေကထားခဲ့ကြရမှာလူလောကကိုရောက်လာစဉ်ခဏလေးတွင်းမှာတူပေါ်မှာတူဖိမကူညီတဲ့မေတ္တာလေးတွေထားပြီးတော့တူရဲ့ကောင်းကျိုးကိုတူကလိုလားတဲ့စိတ်ကလေးတွေမွေးမြူနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ကျိုးလဲကြိုးစားနိုင်ကြပါစေအားလုံးကျမ်းမာချမ်းသာကြပါစေ